မောင်မှာကျမမဟုတ်တဲ့နောက်တစ်ယောက်ကိုချစ်ခွင့်စိတ်ရိုင်ခွင့်အပြည့်အဝရှိရမောင်ကျမတို့နှစ်ယောက်ကြားမှာလူသားတစ်လေးတစ်ယောက်မရှိခင်ချီပေါ့ယောက်ျားတစ်ယောက်ကယောက်ျားတစ်ယောက်မှားလောက်တဲ့အမှားမျိုးလုပ်တာကျမခွင့်လွှတ်နိုင်ပါတယ်ဒါပေမဲ့ဖခင်တစ်ယောက်ဖြစ်လာရင်တော့ဖခင်တစ်ယောက်လိုပြုမှုမဲ့လက်တွဲပေါ်မျိုးပဲကျမလိုချင်တယ်မောင်လို့ဘာလို့ခေါ်လဲသိလားဘယ်မျိုးသားကိုမှမခေါ်ခဲ့ဘူးလို့နန်းစားဖြစ်နေလို့လေကျမမောင်အတွက်ဆိုတိတ်အတ္တကြီးတာကျမရဲ့ပထမဆုံးဆိုတာတွေပဲပေးချင်မိတာဒီအတွက်မောင်ပြန်ပေးရမယ့်တန်ဖိုးကလည်းကြီးမယ်မောင်ဒီပွဲကမောင်အတွက်တန်ရဲ့လားကျမမောင်တခြားမိန်းမတွေကသူတို့လက်တွဲပေါ်ချစ်ပေးနိုင်တဲ့အတိုင်းထက်ကြော်ပြီးချစ်ပေးနိုင်တယ်ဒါပေမဲ့အဲ့ဒီအချစ်တွေကကျမစိတ်မပြတ်ခင်အထိပဲဘလို့အချက်တွေကယောက်ျားတစ်ယောက်ကိုချစ်မိဖို့လုံလောက်လဲလို့ကျမအောင်မေးလေးစားမှုလို့ပဲဖြေမယ်ကျမလေးစားလို့မရယောက်ျားတစ်ယောက်ကိုဘယ်တော့မှချစ်နိုင်လောက်မှာမဟုတ်ကျမမောင်ကျမဘွားတစ်ခုလုံးပေးဆက်ပါမယ်လို့ဂရီမပေးနိုင်ပေမဲ့မောင်နေမကောင်းတဲ့ညတွေမှာတော့ကျမတိတ်မမောတဲ့အိတ်ဆက်ချင်းတွေကိုမောင်တက်ဆွတ်လွန်နိုင်တယ်ဒါပေမဲ့မောင်ကကျမမျက်တွင်းနေကြပြီးကြည့်ပျော်ရှုပျော်မရှိတော့တဲ့ကျမတိတ်လှတယ်လို့မြင်နေသေးတဲ့ယောက်ျားမျိုးတော့ဖြစ်ဖို့လိုမယ်